United အသင်းဟာ Everton နဲ့ Premier League အဝေးဝင်ပွဲမှာလူဆောင်ဝတ်တဲ့စမှု Sheshko ရဲ့နောက်တစ်ချိန်ကရင်ပေးမှုကြောင့်တကူကိုမရှိနဲ့နိုင်ရခဲ့ပြီးအဖို့တန်သုံးမဲ့ပိုင်ဆိုင်ခဲ့ပါတယ်။ပွဲထွက်လူစည်းမှာယော်ရိုပါလာတာကလွယ်ရင်ကြီးကြီးမားမားအပြောင်းလဲမရှိပဲပထမပိုင်းပွဲကစားချိန်တွင် United အသင်းကဘောလုံးပိုင်ဆိုင်မှု62ရာခိုင်နှုန်းဂိုးပေါက်ကန်ချက်9ကြိမ်ထိပြုလုပ်နိုင်ခဲ့ပေမဲ့ခြေစွမ်းကအရင်လိုအက်တစ်သစ်မဖြစ်တာတွေ့ရပါတယ်။အထူးသဖြင့်ကားရီရဲ့ game plan တွေကိုပြန်မဲ့နီးပြတွေခံမှန်းလို့ရလာပြီးဝမ်ဆန်နယ်ပွဲတုန်းက United ကွင်းလယ်နဲ့တိုက်စစ်ကရုံးကန်ခဲ့ရသလိုအခု Everton နဲ့ပွဲဒုတိယပိုင်းမှာလည်းအင်ရှင်သင်းရဲ့မာကျော်တဲ့ကွင်းလယ်ကို United တို့အသာစီးမြူနိုင်ခဲ့ပါဘူး။ဒုတိယပိုင်းမှာကားရစ်ကဒီယာလိုအစား Sheshko ကိုလူစားထုတ်ခဲ့ပြီး82မိနစ်မှာမကွိုင်းယာခေါင်းနဲ့ရှင်းလို့တာကိုခုညာကအမ်ဘူမိုရဲ့ပြည်လန်းကြောင်းနဲ့ကိုအမြင့်ပေါ်လှမ်းကန်နေပေးခဲ့တာကနေအမ်ဘူမိုချိုးပေးတာကို Sheshko ကလွတ်လွတ်ကျွတ်ကျွတ်ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။ Sheshko ဟာကားရစ်လက်ထက်9ပွဲမှာ3ဂိုးမြောက်သွင်းခဲ့တာဖြစ်သလို Premier League နောက်ဆုံး6ပွဲမှာ9ဂိုးအထိသွင်းနိုင်ခဲ့ပါတယ်။ဖူဟန်နဲ့ပွဲမှာအဖို့တန်နိုင်ကိုဝမ်ဆန်နဲ့ပွဲတုန်းကအရေးပါတဲ့ချီပါကိုနဲ့အခု Everton နဲ့ပွဲမှာနောက်တစ်ချိန်အဖို့တန်နိုင်ကိုသွင်းပြီးတော့ United ကိုကယ်တင်ခဲ့သူ Sheshko ဟာ2026ခုနှစ်တွင်လူစားဝင်ကစားပြီးသွင်းကိုမြောက်ဆုံးကစားသမားဖြစ်ရည်တည်နေပါပြီ။ဒါအပြင် Sheshko ဟာအခုနှစ်တွင်ပနတီမပါပဲ9ဂိုးသွင်းခဲ့ပြီး Yao Pedro, Gyökeres, Igor Thiago တို့နဲ့ဂိုးရည်ရွယ်ချင်းတူညီနေပါတယ်။ဒါပေမဲ့ Sheshko က283မိနစ်ကစားပြီး9ဂိုးသွင်းနိုင်ခဲ့တာကြောင့်ကျန်တဲ့ကစားသမားတွေထက်မိနစ်လိုက်သွင်းကိုဆက်ဆောင်ရေးပိုကောင်းနေတာဖြစ်ပါတယ်။ United ကိုကားရစ်ကန်လွဲခဲ့တဲ့ကာလအတွင်းပြိုင်ပွဲစုံစုစုပေါင်း9ပွဲမှာလုံးဝရှုံးပွဲမရှိသေးပဲ9ပွဲ၌2ပွဲတည်ကြခဲ့လို့ဆိုရှာဟာဘတ်ဘန်လက်တို့ပြီးရင် United နီးပြပွဲဥထွက်မှာရှုံးပွဲမရှိပွဲဆက်အများဆုံးဖြစ်မတက်ဝင်ခဲ့ပါတယ်။အခုဆိုရင် United အသင်းဟာ Chelsea ကို3မှတ်ဖြတ်ပြီးတော့အဆင့်လေးနေရာမှာရည်တည်ခွင့်ရရှိသွားပြီးလာမယ့်ရာသီချန်ပီယံလိဝင်ခွင့်ရဖို့မျှော်လင့်ချက်ပိုအားကောင်းလာပါပြီ။